28ရေချောင်းတိုက်ပွဲနှွဲကြစို့အနဝဘရင်ဒီတဲ့ပြုတ်မကြစေနဲ့ပိုးတောင်မာတွေကအရင်ကျန်းတာအစားလည်းကြီးတယ်သူတို့ကစားတော့လည်းမဝဘူးဘိုက်တင်းလို့ရေပေါ်တက်မလာနိုင်တော့မှစားသေးတာငါတို့လိုအသားနည်းနည်းလေးရှိအောင်မပြောနဲ့သူတို့တွေကြီးတဲ့ငါးပစုံတွေတောင်မှအုပ်စုလိုက်ပြောင်းနေအောင်စားတာအတီကသူတို့စားလိုက်ပြီလားဒီပိုးတောင်မာတွေကဖမ်းသွားတာဟုတ်ချင်မှဟုတ်မှာပါသူ့ကိုဖမ်းပြီးအရင်ဆုံးပြစ်တောက်ထားမှာမစားသေးပဲနဲ့ရိတ်ခါအပြေစုထားတာလည်းဖြစ်နိုင်တယ်ဟုတ်တယ်ရိတ်ခါပြေစုထားတာဆိုရင်အာဒီဒီတိုင်းရှိနေအောင်မှာဘလင်းလည်းသူနဲ့အတူရှိနေမှာဘလင်းကလည်းအာဒီကိုစားခံမှာမဟုတ်ပါဘူးသူရင်နဲ့ချောင်းကချမ်းလောက်ရင်သူတို့စားမခံရရင်တော့ရေမမေ့သိမှာပေါ့မဖြစ်နိုင်ဘူးရေပိုးတောင်မှလည်းအသက်ရှူအောင်မယ်လေအဲ့ဒါကြောင့်သူတို့တင်မနောက်မှာအောက်ဆီဂျင်ဘူးလိုပဲလေးပူပေါင်းလေးတွေပါတယ်ဆိုတာနင်ကြည့်လိုက်လေအာဒီကသူတို့လိုလိုက်ပြီးတော့အတူခိုးပြီးလှုပ်ချင်လှုပ်နေမှာရိတ်ခါစုတယ်ဆိုရင်တော့အရှင်ထားမှာပဲလက်ဆက်မှာစားလို့ကောင်းတာလေလင်းကြည့်နေမဖြစ်ဘူးကြီးဟန်ထက်ကြီးဒေါနပန်းကြီးအောက်ချင်မထိနိုင်ဘူးဒါနဲ့လေကိုထောက်သွားမယ်လို့ဘာသူပြောလဲဟေးအောက်ချင်မထိပဲလေမသွားနိုင်ဘူးလို့ဘာသူပြောလဲဒီနေ့နဲ့လုံးလို့ရချင်ရမှာ
တောင်မကြီးဆိုလို့မပြန်နိုင်တော့ဘူးရေပိုးတောင်မာတွေသူ့ကိုလာစားတော့မယ် ဟိုဘက်ဟိုဘက်တဲ့ အတိပဲသွားနေလဲအတိဖက်ငက်လိုက်ရပြီပလီမလီလေးရေအောင်စိမ့်တွတ်သွားခဲ့တာပြင်းမလာသေးဘူးသူတို့ရေပိုးတောင်မာလေးစားလိုက်ပြီနေမှာဒီပုကနေငါမောင်းလို့တိတ်ရမယ်ညလည်းမောင်းနေနေပါလို့ဆော့ဆော့ပြလာရတာလေဒါဆိုအတိလည်းဒုက္ခမရောက်တော့ဘူးပေါ့ညနှလုံးသားမရှိရလူသားမယ် ချီရဲ့နေ အတိတယ်ပါပြီနောက်တစ်ပြန်မပြန်မလာတော့ဘူးဒါအာတီပျောက်သွားတဲ့ဟာမဟုတ်ဘူးလား ဟုတ်သားပဲဟိုတသားနိုင်ကနေဖြောက်ယူလာတာအရေးကြီးတဲ့ပစ္စည်းတော့ပြောပြီးတလန်းလုံးတည်လာတာဘယ်မပြည့်ရဘူးဒီလက်ထဲကိုရောက်နေတာ哦အတိပစကတမရှိရလို့ပြောပြီးတော့ပြစ်ချရအောင်ပြစ်ခဲ့တာပဲနင်ကောက်ထားလို့ထော်သေးတာ ဟုတ်တယ်အာတီအားလွဲပြီးဘယ်သူမှဒါကိုယေတနာလို့သဘောမထားဘူးငါတို့ဒါကိုကန်ထဲမှာထားပြီးတော့အမြဲတမ်းအာတီကိုအဖော်လုပ်ဖို့ထားခဲ့တော့မယ် သူသိဝမ်းသာနေမှာပဲ အာတီတကယ်ချင်းကောနောက်မှတွေ့ကြမယ် မလုံးနဲ့ ဟေး ရှိသေးတယ်မင်းမသေးဘူးမင်းမသေးဘူးမင်းမသေးဘူးနော်ဟေးမင်းဘယ်လိုလုပ်ဒီပိုးတော်မာလေးလက်ထဲလွတ်အောင်ပြေးလာလဲ ပြောမနေပါနဲ့တော့အသက်ရှင်နေတဲ့စာကိုဖတ်ဘူးလို့တော်သေးတာပေါ့ဘလေး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 姐，走路狗，走路狗，姐。
လူမရှိတဲ့ကျွန်းပေါ်ရောက်လာတာကကန်ဆိုးပါလေဆိုမှအခုထပ်ပြီးတော့လူမရှိတဲ့ကျွန်းပေါ်ကကျွန်းပြတ်ပေါ်ထက်ရောက်နေတယ်ငါ Robinson တက်ပို့ပြီး Robinson ဖြစ်နေပြီ